အိမ်ချမ်းမြေရင်းနှီးမြုပ်နှံမှုမှာစိတ်ဝင်စားနဲ့လွတ်ဆောင်နေကြတော့မိတ်ဆွေတော်တော်များများကိုကျွန်တော်တွေ့ရတယ်။သူတို့ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ထဲမှာရင်းနှီးမြုပ်နှံမှုရန်အတွက်စိတ်ဝင်စားနဲ့လာကြည့်ကြတယ်။ဒီလိုလာကြည့်တဲ့အချိန်တိုင်းမှာသူတို့လှည့်လှည့်ပြန်သွားကြတယ်။ဘာကြောင့်လဲ။ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ကလမ်းလိုအချက်တွေတော်တော်များများကိုသူတို့တွေ့ပြီးတော့လှည့်ပြန်သွားကြတယ်သူတွေတွေ့ရတယ်။တချို့ကတော့အားမလျှော့ပါဘူး။လာကြည့်တယ်ပြန်သွားတယ်။လာကြည့်တယ်ပြန်သွားတယ်ပြီးတော့အကြံဉာဏ်ယူတယ်။ဒီနေရာရဲ့ဈေးကွက်အနေအထားကိုသူတို့မေးတယ်။ဝယ်လိုအားရောင်းလိုအားတွေကိုသူတို့ချိန်ဆတယ်။နေမြေ location ကသူတို့ပြန်ကြည့်တယ်။ဒီခါမှာနေမြေကန်ကျွမ်းကျင်သူရဲ့အကြံဉာဏ်နဲ့သူကရင်းနှီးမြှုပ်နှံမှုတစ်ခုကိုစလုပ်တယ်။သူကြိုက်တဲ့မြေကွက်တွေကိုသူဈေးနှုန်းတစ်ခုကိုသူကြည့်ပြီးတော့ကျွမ်းကျင်သူပြတဲ့မြေကွက်ကိုပဲသူနောက်ဆုံးအတည်ပြုရွေးချယ်ခဲ့တယ်။အခုချိန်မှာသူရွေးခဲ့တဲ့သူကြိုက်ခဲ့တဲ့မြေကွက်ရဲ့ကာလတန်ဖိုးက 1+1 ဆိုရင်2ဖြစ်ရမယ်အနေထားပဲသူမြင်ရတယ်။ဒါပေမဲ့ကျွမ်းကျင်သူရဲ့ရွေးချယ်ပေးခဲ့တဲ့မြေကွက်ကိုသူရွေးချယ်လိုက်တဲ့အခါမှာသူ့ရဲ့အကျိုးမြတ်တစ်ခုက 1+1 is equal to 3ဖြစ်သွားတယ်။ဒါကဒဂုံရှိရဲ့သဘောပါပဲ။ကျေးဇူးပါ။